ဒီနေ့ကတော့ငါးနဲ့ဇီးဘူးတီးချောက်လေးနဲ့ချက်စားဖြစ်ပါရဲ့ရှင်ငါးလေးကိုဒီလိုမျိုးတန့်စင်အောင်ရေးစီးထားပါတယ်ပြီးရင်စားစနှုတ်နဲ့ထားလိုက်ပါရဲ့ချက်သွန်ပြူစီတက်ပါရဲ့ချက်သွန်ဖြူရဲ့ငုတ်တီးခွဲချက်ရဲ့ငပိလေးနည်းနည်းလေးရဲ့ထည့်ပါရဲ့ခန်းကြီးသေးလေးလည်းထည့်လိုက်ပါရဲ့ရှင်ခန်းကြီးသေးရေးကြည်အောင်လို့ရေးလေးနည်းနည်းလေးထည့်ရပါတယ်ခဲရင်ဒီရဒီလိုမျိုးကြီးတဲ့အနေထားရောက်ပြီဆိုရင်တော့ခုနတုန်းကရေးစေးထားတဲ့ငါးလေးကိုထည့်ပါမယ်ငါ့ကိုနည်းနည်းလေးဟိုလုံးပြရမယ်ပေါ့နော်မဟုတ်လို့ရှိရင်ငါးညီနဲ့အနေနဲ့နေမှာကြောက်လို့ပါနော်အခုကတော့ဇီးပြူတီကြောက်ထည့်ပါရဲ့ရေးလေးနည်းနည်းလေးထည့်ပါရဲ့ငါ့ကိုဒီတိုင်းချက်စားတာရိုးနေလို့ရှိရင်ဒီလိုမျိုးဇီးပြူတီချောက်လေးနဲ့တွဲပြီးတော့ချက်စားကြည့်ပါအရန်ကိုစားကောင်းပါရဲ့ရှင်စီပြန်လာလို့ရှိရင်တော့ငါဇီးပြူတီနဲ့ငါးချက်လေးရပါပြီစားကြပါအောင်ရှင်